ဒီနေ့ပြောကြမှာတော့ယုံကြည်မှုအကြောင်းပေါ့ဆိုတော့ယုံကြည်မှုကကျမတို့ရဲ့ဘဝမှာဘယ်လောက်ထိအရေးပါလဲဒီယုံကြည်မှုအမှမူတည်ပြီးတော့ဘာကြောင့်လူတွေကဘဝတွေအခြေအနေတွေကွဲပြားခြားနားကြတာလဲတယောက်နဲ့တယောက်ကဘလို့အတွေးအခေါ်အယူဆတွေရှိလို့တချို့လူတွေကဘဝမှာသူတို့လိုချင်တဲ့ဘဝကိုဖန်တီးနိုင်တာလဲတချို့လူတွေကဘဝမှာအာနော်ဒီတချို့လူတွေကဘဝမှာဘာဖြစ်လို့သူတို့လိုချင်တဲ့ဘဝမှာဖန်တီးနိုင်ရလားလဲဆိုတော့ကွဲပြားမှုတွေပေါ့နော်ဒါတွေကိုလေ့လာကြမှာဖြစ်တယ်ဆိုတော့ ဒီ belief အကြောင်းပြောရရင်เนาะကျေပြန့်နေဒါပေမဲ့ဒီမှာတော့ဒီနေ့ကတော့ကျမတို့ belief နဲ့ကျမတို့ရဲ့ belief နဲ့ thought လို့ခေါ်တဲ့အတွေးတွေနဲ့ဘယ်လိုမျိုးဆက်ဆက်နေတယ်လဲပြီးရင် belief ရဲ့အခြေခံကကျမတို့ဘယ်ကနေပြီးလာတယ်လဲပြီးရင်ကျမတို့အဲ belief နဲ့ identity နဲ့ဘယ်လိုမျိုးရှင်တွဲဒီ identity နဲ့ဘယ်လိုမျိုး link ဖြစ်နေလဲပြီးရင်ကျမတို့ကဒီ belief ရဲ့ principle တွေယုံကြည်မှုနဲ့ပတ်သက်တဲ့ principle တွေပြီးရင် belief ဆိုတာကစကားတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးကြမှာဖြစ်တယ်ဆိုတော့ဟုတ်ပြီလူတွေကတယောက်နဲ့တယောက်ကယုံကြည်မှုတွေမတူကြဘူးဒါပေမဲ့ပြောကြရတဲ့ဒါကြောင့်မလို့ကိုယုံကြည်ရာကိုလှုပ်ဆိုပြီးတော့ကိုယုံကြည်ရာကိုလှုပ်ဆိုပြီးတော့ပြောကြတယ်ကိုယုံကြည်ရာဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ကိုမွေးကလေးဆိုကျွန်တော်တို့ဒီယုံကြည်မှုကမရှိဘူးဒါပေမဲ့ဒီယုံကြည်မှုဒီကျွန်တော်တို့ဘယ်ကနေပြီးတော့လာတယ်လဲဘလို့ဘာကြောင့်ဒီလူတွေရဲ့ယုံကြည်မှုတွေကကွဲပြားခြားနားကြတာလဲဆိုရင်ကျမတို့ကကလေးဘဝကလေးကမွေးဖွားကြီးပြင်းရာဒေတာတွေကိုရွေးလို့မရဘူးပြီးရင်ပြုစုပြောထောင်ခံရပုံတွေလည်းကွာတယ် ပြီးကိုသွားတဲ့ပတ်ဝန်းကျင်ကိုကြီးပြင်းတဲ့နေရာဒေသပေါ်မှာမူတည်ပြီးတော့လူတစ်ယောက်ရဲ့ယုံကြည်မှုဆိုတာဖြစ်လာတယ်ပေါ့နော်သူ့ရဲ့ပတ်ဝန်းကျင်အတိုင်းပဲသူကဒီယုံကြည်မှုလေးတွေဖြစ်လာတယ်ပေါ့ဆိုတော့ဒါဆိုကျမတို့ယုံကြည်မှုဆိုတာဘာလဲပေါ့နော်ကျမတို့ယုံကြည်မှုဆိုတာဘာလဲတချို့တွေရဲ့ယုံကြည်မှုကကြတော့တချို့တွေရဲ့ယုံကြည်မှုကကြတော့ဥပမာသူတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ငါမှပြည့်စုံတယ်ငါလုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုစိတ်ခံသူတို့ရှိပြီးသားကိုယ့်အကိုယုံကြည်အောင်တမင်တကာလုပ်ယူဖို့မလိုတဲ့လူတွေရှိတယ်လို့တချို့တွေကြတော့လေပေါ့နော်ကိုယ့်ကိုယ်မပြည့်စုံဘူးလို့ခံစားရတဲ့လူတွေကိုယ့်အကိုလုံနိုင်ပါမလားဆိုတဲ့ယုံကြည်မှုမဲ့နေတဲ့လူတွေပြီးရင်ကိုယ်ကထားကိုတိုးတက်အောင်လုပ်လို့ရတယ်ဆိုတဲ့အယူအဆမျိုးမထားနိုင်တဲ့လူတွေလည်းရှိပြန်တယ်အဲ့တော့ဒီလိုမျိုးအတွေးခေါ်အယူအဆတွေကသူတို့ရဲ့ဒီအုံနောက်ထမှာဘယ်လိုရောက်နေတယ်လဲဟုတ်လားကျမတို့လူသားတွေကကျတော့နေ့စဉ်နဲ့အမျှနော်အဲအမြဲနေ့စဉ်နဲ့အမျှကျတော့လူသားတွေကဘာလုပ်နေကြလဲဆိုရင်ဒီလက်ခံချင်သည်ဖြစ်စေလက်မခံချင်သည်ဖြစ်စေသိသည်ဖြစ်စေမသိသည်ဖြစ်စေမိုးလင်းတာနဲ့မျက်လုံးနှလုံးပွင့်ပြီဆိုရင်ကျတော့ဘာလုပ်ကြရလဲစဉ်းစားခြင်းတွေးခေါ်ခြင်းအလိုလိုနေလျှောက်လာတယ်ဆိုတော့ဒီယုံကြည်မှုကကျမတို့ဒီထက်ခါတွေးနေရဆိုလို့ရှိရင်အဲ့ဒီအတွေးတွေကကျမတို့ရဲ့ယုံကြည်မှုတွေဖြစ်လာပါတယ်ဥပမာဆိုပါစို့ဒီကြီးလာတဲ့အခါမှာကိုယ်မှယုံကြည်မှုအမှားတွေရှိနေတယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကိုယ်ကဒီယုံကြည်မှုကိုမလိုချင်ဘူးဆိုပါစို့ဒါဆိုရင်ဒီယုံကြည်မှုကကျမတို့ဆိုဘယ်ကနေရောက်လာတာလဲကိုကြောင်ငွေကနေစပြီးငယ်လေးမှာကျောင်းသွားတဲ့အခါမှာဆိုရင်ကျောင်းကဆရာမတွေနဲ့တွေ့တယ်အိမ်မှာဆိုတော့ကိုယ့်ရဲ့မိဘတွေနဲ့တော့စတွေ့မှာပေါ့ပြီးရင်ကြီးလာတဲ့အခါမှာကိုယ့်ရဲ့ colleagues တွေကိုသွားတဲ့ပတ်ဝန်းကျင်အပေါင်းအသင်းအပိုင်းမှာဒီလိုကြားထဲမှာသူတို့ရဲ့ယုံကြည်မှုတွေကလည်းကျမတို့စီကိုရောက်လာတယ်ကျမတို့စီကိုရောက်လာတဲ့အခါကျတော့ဒါတွေကနေတိုင်းနေတိုင်းကြားနေတဲ့အခါနေတိုင်းနေတိုင်းတွေးမိနေတဲ့အခါနေတိုင်းနေတိုင်းပြောနေတဲ့အခါပတ်ဝန်းကျင်မှာလည်းဒီလိုအတန်တွေကြားနေတဲ့အခါကျမတို့ရဲ့မသိစိတ်တွေကိုရောက်လာပြီးတော့အဲ့ဒီအရာကြီးကကျမတို့ရဲ့ယုံကြည်မှုဆိုတာဖြစ်လာတယ်။ Okay ဆိုတော့ဒီယုံကြည်မှုပေါ်မှာမူတည်ပြီးကျမတို့ကဘဝမှာလောက်ရက်တွေကဒီယုံကြည်မှုပေါ်မှာမူတည်ပြီးတော့လောက်ကြတယ်ပြီးရင်ကိုဘယ်လိုမြင်လဲဆိုတာဒီကိုယ့်ရဲ့ယုံကြည်မှုနဲ့အရင်တိုက်ရိုက်သက်ဆိုင်နေတယ်ကျမတို့ပြီးဘယ်လိုပြုမှုလဲဆိုတာကလည်းဒီယုံကြည်မှုနဲ့သက်ဆိုင်နေတယ်အဲ့တော့ဒါဆိုလို့ရှိရင်ငယ်ငယ်တုန်းကကျမတို့ကြီးပြင်းမဆောက်ရှောက်ခဲ့တဲ့သူတွေမိဘတွေပြီးရင်ဆရာမတွေပြီးလို့ရှိရင်တငယ်ချင်းတွေပြီးကိုသွားတဲ့ပတ်ဝန်းကျင်စသဖြင့်ဒီလူတွေခေါင်းထဲမှာရှိတဲ့အတွေးခေါ်အယူဆတွေကနေတိုင်းပြောဆိုပြီးအမြဲတမ်းကြားနေတဲ့အခါမှာကျမတို့ရဲ့ကိုယ်ပိုင်လိုမျိုးဖြစ်လာကြတယ်ဟုတ်လားအဲ့တော့ဘာလဲဆိုရင်ကျမတို့ influence လုပ်တာကကျမတို့ရဲ့ family လည်းဖြစ်နိုင်တယ်ကျမတို့ရဲ့ culture ဖြစ်နိုင်တယ်ပြီးလို့ရှိရင် media ဆိုတာကလည်းကျမတို့ဒီပေါ့နော်ဒီmedia ဆိုတဲ့သဘောကလည်းဒီလူတွေစီကိုသူတို့လူတွေကိုသိစေချင်တဲ့ message เนาะဒါတွေအမြဲတမ်းထုတ်လွှင့်နေတယ်အမြဲတမ်းထပ်ခါပြောနေတဲ့အခါဒါတွေကကျမတို့ကမစင်စားမိပဲနဲ့ကျမတို့ရဲ့အလို automatic ယုံကြည်မှုတွေဖြစ်လာတယ်ဒါဆိုရင်ကျမတို့ကဒီယုံကြည်မှုတွေမှာမူတည်ပြီးတော့ကျမတို့ရဲ့ identity နဲ့ဆက်ဆက်နေတယ်ဥပမာခဏပြောသလိုပေါ့ကျွန်မပြောသလိုတချို့တွေကကြာတော့ကိုယ့်ဥဆောင်နိုင်တယ်ခေါင်းဆောင်နိုင်တယ်ဆိုတဲ့အဲအဲဆိုပါစို့အဲ့ဒါမျိုးချားတာပြောမယ်အဲဆိုပါစို့အိမ်မှာဆိုဒီကလေးလေးတယောက်ကိုငယ်လေးတည်းကနေကဖြင်းလိုက်တာတုံးလိုက်တာညှက်လိုက်တာဆိုပြီးဒီကလေးတယောက်ကိုတက်ကပြောမယ်ဆိုရင်သူ empowering ဖြစ်စေရမှာပြောတယ်ဒီလိုစကားမျိုးတွေပြောမယ်ဆိုလို့ရှိရင်သူကဘာဖြစ်သွားမလဲဆိုရင်အမြဲတမ်း
ဒီတုံးမှာအပါတယ်ဆိုတဲ့ဟာမျိုးသူကသူတုံးနေအားတယ်ဆိုတဲ့ကိစ္စကြီးဝင်သွားမယ်အဲ့တော့ဒါရသူ့ယုံကြည်မှုဖြစ်လာမယ်သူ့ identity ကအော်ငါမလုပ်နိုင်ဘူးငါမှဘာမရှိတာညာပြီးဒါကြီးကသူ့ရဲ့ယုံကြည်မှုတွေလို့ဖြစ်လာမယ်အဲ့တော့ကျမတို့ရဲ့ identity ကျမတို့ရဲ့ဒီ belief system အော်ကိုဟာလုံနိုင်နေဆိုတဲ့ကိစ္စမျိုးငါဟာမတုံးဘူးဆိုတဲ့ပုံစံမျိုးကိုဟာငါဟာသိလို့ရတယ်ဆိုတဲ့ဒီ mindset ကို shift လုပ်နိုင်နေဆိုရင်ကျမတို့ကဒီကျမတို့ရဲ့ belief ယုံကြည်မှုကို change လုပ်နိုင်လို့ကျမတို့ identity လဲကျမတို့ကိုယ့်ကိုယ်မြင်တဲ့အမြင်လဲ change လို့ရတာပေါ့နော်ဆိုတော့ shift လုပ်လို့ရတယ်ဆိုတော့ဒီဟာကို shift လုပ်ရမ shift လုပ်ရလို့ရတယ်ဆိုတာမသိရတဲ့လူတွေဆိုအများကြီးကွက်ကိုတိုင်ပတ်နေတဲ့လူတွေအများကြီးပဲရှိတယ်ကျမလည်းအဲ့လိုမျိုးတိုင်ပတ်ခဲ့ဘူးနဲ့ဒီလေ့လာနေနဲ့ဒါလေးကိုပြန်ပြီးတော့မျှဝေပေးတာဖြစ်တယ်ဆိုတော့ဟုတ်ပြီ belief ရဲ့ principles တွေကကျမတို့ဘာလဲဆိုလို့ရှိရင်ကျမတို့ယုံကြည်မှုဆိုတာကောင်းတာလည်းမဟုတ်ဆိုးတာလည်းမဟုတ်ဘူး it's a ကျမတို့ skill တစ်ခုပဲလေ့ကျင့်လို့ရတဲ့အရာတစ်ခုပဲကိုယ့်ကိုယုံကြည်မှုရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စမျိုးလို confident လိုမျိုးပဲပြီးလို့ရှိရင် तू က neutral ပဲကောင်းတာဆိုတာမရှိဘူးကျမတို့ကကိုဖြစ်ချင်တဲ့လူကိုသွားချင်တဲ့လမ်းကြောင်းမှာရှိရမယ်အတွေးခေါ်ယူဆယုံကြည်မှုတွေကဘာလဲငါမှရှိနေတဲ့အတွေးခေါ်ယူဆတွေကဘာလဲဆိုတဲ့အမကောက်ကိုတိဆောက်ယူလို့ရတယ်နောက်ပြီးကျမတို့ကနော်ဒီယုံကြည်မှုဆိုတော့ကိုယ်တိုင်တိဆောက်ရုံမှာဖြစ်တဲ့ it's a responsibility တစ်ခုပဲပေါ့နော်ကျမတို့ဒီဒါသူ့ရဲ့ principle လေးတွေပေါ့နောက်ပြီးကျမတို့ဒီ belief ကိုယုံကြည်မှုရှိနေတဲ့လူတွေကကျမတို့လောက်တာကြိုင်နေမှာအမြဲတမ်းမှာဘာဖြစ်နေလဲဆိုလို့ရှိရင်သူက attraction ရှိတယ် active ဖြစ်နေတယ်ဆိုတော့ယုံကြည်မှုဒီကျမတို့သွားတဲ့လမ်းတစ်လျှောက်မှာထားရမယ် foundation ဆိုလည်းမှန်တယ်အရေးကြီးတယ်နောက်ပြီးကျမတို့ကဒီဒီယုံကြည်မှုကြောင့်ကျမတို့ကတချို့ဟာတွေကြတော့ကိုယ့်အကိုမယုံတဲ့အခါမှာเนาะကိုယ့်ဟာကိုမဖြစ်နိုင်ဘူးလို့ထင်တဲ့အခါမှာကျမတို့ကလုံနေတဲ့အလုပ်တွေကိုရပ်တန့်ပြလိုက်တာမျိုး because of ကျမတို့ရဲ့ယုံကြည်မှုကြောင့် belief ကြောင့်ပဲဆိုတော့ကိုကဒီ belief တွေကိုကျမတို့က reality ဖြစ်လာဖို့အတွက်ဒီ belief တွေအရင်အရေးကြီးတယ်ဒါကြောင့်ကျမတို့ခေါင်းထဲမှာထည့်နေတဲ့စာပေတွေတူတူဟန်အောင်လုပ်နေတဲ့လူတွေအိမ်မှာမိသားစုတွေကပြောဆိုနေတဲ့အတွေးခေါ်ယူဆတွေဒါတွေကျွန်တော်အမြဲခဏခဏကြားလာတယ်ဆိုရင်ကျွန်တော်တို့ယုံကြည်မှုဖြစ်လာမှာဖြစ်တဲ့အတွက်သူကကျွန်တော်တို့ရဲ့ position ကို shape လုပ်ပေးတယ်ကျွန်တော်တို့ရဲ့ဒီခံစားချက်တွေကိုဟိုပြောင်းလဲလုပ်ပေးနိုင်တယ်ကျွန်တော်တို့ရဲ့ဒီ behavior တွေပါသူကပြောင်းလဲလုပ်ပေးနိုင်တယ်ဖြစ်တဲ့အတွက်ဒီ belief ဒီကျွန်တော်တို့ဒီကိုယ်မှာဘယ်လိုမျိုးယုံကြည်မှုအယူအဆအမှန်လေးတွေရှိရမလဲဆိုတာအင်မတန်အရေးကြီးပါတယ်ကျမတို့ဒီယုံကြည်မှုရှိပြီဆိုလို့ကျမတို့ကိုလုပ်တဲ့လုပ်ရက်တွေမှာပျောက်ပျောက်ပြောင်းပြောင်းလုပ်လာနိုင်တဲ့အပြင်မှာ influence ဆိုတာကောင်းတဲ့ influence ကျမတို့ဒါတွေလုပ်လို့ရမယ် okay နောက်ပြီးကျရင်ကျမတို့ကဒီသူ့ကိုကျမတို့က positive အနေနဲ့ positively အနေနဲ့ကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာအသုံးချလို့ရတယ်ကိုယ့်ဘယ်ပုံမှာယုံကြည်မှုအသုံးချမလဲဆိုတဲ့ဟာမူတည်ရယ်ပြီးကျမတို့ကဒါကြောင့်မလို့ကိုယ့်ရဲ့ဘဝမှာကိုသွားချင်တဲ့နေရာကိုဖြစ်ချင်နေတဲ့လူဖြစ်ဖို့အတွက်ကိုတားဆီးပိတ်ပင်နေတဲ့ limiting belief ပေါ့နော်ဒီကတ်သက်ထားတဲ့ယုံကြည်မှုတစ်ခုဆိုဘာများဖြစ်မလဲဆိုတော့ဒါဆိုလို့ရှိရင်ကျမတို့ကဒီ section လေးကနေမှယုံကြည်မှုဆိုတာပြောင်းလဲလို့ရတယ် it's like it is like a confidence skill လို့ပဲဆိုတော့ဒါဆိုရင်ဒါကိုပြောင်းလဲဖို့ရအတွက်ကိုယ့်အကိုကတ်သက်ထားတဲ့အတွေးခေါ်တွေကဘာလဲဆိုတာသိဖို့လိုရယ်အဲ့တော့ကျမတို့ကဒီယုံကြည်မှုအမှားတွေကိုကျမတို့ကဒီကိုလိုချင်တဲ့ယုံကြည်မှုအယူဆတွေပြန်ပြီး reframe လုပ်လို့ရတယ်ဆိုတော့ဒါဆိုရင်ကျမတို့ကကိုယ့်ဟာကိုပြောင်းလဲခြင်းနဲ့ကိုယ့်ဟာကိုရှိခြင်းနဲ့ယုံကြည်မှုပြောင်းလဲခြင်းနဲ့အတွေးခေါ်ယူဆတွေ၃ချက်လောက်ဆိုဘာများဖြစ်မလဲခေါမမမှန်သွားပြီလို့လည်းရတယ်ဆိုတော့ဒီနေ့အတူတူဆွေးနွေးခဲ့တာကတော့ကျမတို့ရဲ့ယုံကြည်မှုတွေဆိုတာကငငယ်ကနော်ကိုဆောက်ရှောက်ခဲ့တဲ့လူတွေပြီးလို့ချင်းကိုသွားတဲ့နေရာတွေဆီယာမတွေကိုဖတ်ခဲ့တဲ့စာအုပ်တွေဖြစ်ဒီပတ်ဝန်းကျင် environment နေလာတာဖြစ်တယ်ဒီဟာယုံကြည်မှုအမှားလည်းဖြစ်နိုင်တယ်အမှန်လည်းဖြစ်နိုင်တယ်ယုံကြည်မှုလို့ပြောလိုက်တာကျွန်တော်မှားတာလည်းဆိုတာလည်းမရှိဘူးမှန်တယ်ဆိုတာလည်းမရှိဘူးကျမတို့အဲ့ဒါကိုတိဆောက်လို့ရတယ် is a skill တစ်ခုပဲ confident လိုမျိုးပဲတိဆောက်ယူလို့ရတယ်ဆိုတာဆွေးနွေးခဲ့တယ်ပြီးရင်ဒါလည်းကျမတို့ရဲ့ဒီယုံကြည်မှုဆိုတာကဘာပဲလုပ်လို့ဒီဟာသူ့ရဲ့ foundation အုတ်မြစ်ပဲဒီယုံကြည်မှုခိုင်မာနေမှာကျမတို့ကဖို့ဖက်နဲ့ပြန်ပြီးတော့မကြမှာဒါလို့ဒီလိုမျိုးအတွေးခေါ် user မှန်မှန်ကန်ကန်ကိုယ့်အကိုဒီ belief ကိုကောင်းကောင်းတိဆောက်ဖို့လိုတဲ့ကိုလုပ်ချင်တဲ့ဟာခိုင်မာမှရှိရဲဆိုရင်ဒါမှကျမတို့ရဲ့ behavior တွေ action တွေပြောင်းလဲလာမှာဘာလို့လဲသူကကျမတို့ကို perception နဲ့ emotion တွေလည်းသူက shape လုပ်ပေးနေတာဖြစ်တဲ့အတွက်ဆိုတော့ဒီကြောင့်လည်းကျမတို့ဆွေးနွေးခဲ့တယ်ယုံကြည်မှုနဲ့ပတ်သက်ပြီးတော့နောက်ထပ်အကျယ်တဝင့်လည်းထပ်ပြီးဆွေးနွေးပါအောင်မယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်